제수로 군이 오케이로 요거노 테이기 다ကြတော့ စကလုံးလေးတွေကိုမှတ်ထားမှာပေါ့နော် ဆောင်းပွဲမှာမေးတာဒီစကလုံးအနက်နဲ့အထိပ္ပယ်တွေကိုမေးတာဆိုတော့စခဲရှာကြတော့တဲ့ဆေရှုနောအီရိုင်ကိုโอเคတဲ့စခဲစုရှို့စကဆေးစုလို့ရှာသူက customer ကနေအလုပ်ကိုလက်ခံတယ် customer ရဲ့တောင်းဆိုချက်တွေကိုသူကပေါ့နော်လက်ခံပြီးတော့စခဲစုရှို့ creation လုပ်တယ်လို့ခိုဂျီခံရီရှာကြတော့ဒီမှာခိုဂျီကိုခဲဝေးခေရခုရကန်ပေါ့နော်ဒီဆောက်လို့ဆိုင်ရာတဘောဆောက်လို့ဆိုင်ရာစာချုပ်တွေအဲ့ဒီစာချုပ်ဆောက်လို့ဆိုင်ရာစာချုပ်တွေမှာစာချုပ်ပေါ့နော်အဲ့ဒီစာချုပ်တွေမှာဆိုရင်စီမင်းစည်းကမ်းတွေတဘောတူညီမှုတွေရေးထားမယ်ပေါ့အဲ့ဒီစာချုပ်မှာဖော်ပြထားတဲ့ခံရီရှာဒါမှမဟုတ်လို့ရှိရင်ဒိုင်းရီချင်းလို့ပြောထားတဲ့အတွက်ကိုယ်စလဲအဲ့ဒီကိုယ်စလဲခံရီရှာဒါမှမဟုတ်ရင်ကိုယ်စလဲဒါမှမဟုတ်လို့ရှိရင်အဲ့ဒီလူတွေကနေခန့်ထားတဲ့တောင်းပေးထားတယ်လို့သူ့ကိုဘယ်လိုခေါ်မလဲဆိုရင်ခိုဂျီခံရီရှာလို့ခေါ်တယ်ပေါ့နော်စေကိုရှာကြတော့လေအဲ့ဒီ concession contract မှာပဲခိုဂျီခေယခုခိုဂျီဥခဲဝေခေယခုရှော့ပေါ့နော် concession contract မှာဖော်ပြထားတဲ့ဥခဲဝေရှာဗာလဲသူကကြတော့ contractor ပေါ့နော်ဒါမှမဟုတ်လို့ရှင် direct ချင်းလို့ပြောထားတဲ့ကိုယ်စလဲဒါမှမဟုတ်လို့ရှင်အဲ့ဒီလူတွေကနေအဲ့လူတွေဆိုတာဥခဲဝေရှာရဲ့ direct ချင်းကနေတောင်းပေးထားတစ်ဆင့်တောင်းပေးထားတဲ့ပေါ့နော်တောင်းပေးထားတဲ့လူသူကဂမ်မာဒိုင်ရီချင်းပေါ့နော်သူ့ဘယ်လိုခလဲဆိုလို့ရှိရင်အဲ့လူတွေအကုန်လုံးကိုစေခိုရှာလို့ခေါ်တာစခဲဟင်းရှိစုကကြတော့စခဲရှာကစေကုန်းတော့မကူရောတော့တဲ့စခဲစုလျှော့တယ်ဆရာမေတာစိန်တို့ရှိရောပေါ့နော်ကစတမာရဲ့ဒီဇိုင်နာရဲ့ကဒီဆောက်လုပ်ဖို့အတွက်ပေါ့နော်ဆောက်လုပ်ဖို့ကိုဆောက်လုပ်ဖို့အတွက်အဲ့စခဲစုရှုံးမှာတတ်မှတ်ထားတဲ့ performance နဲ့ specifications တွေပေါ့နော်အဲ့မှာအကုန်ပေါ့နော်ဒီဆောက်ကိုဘယ်လိုပုံစံတိုင်းဆောက်မယ်ဆိုတဲ့ဥစ္စာတွေအကုန်ရေးထားတာပေါ့စေကိုဟင်းရှိစုအဲ့တော့စေကိုဟင်းရှိစုကကြတော့စခဲဟင်းရှိစုကိုတဲ့မန်ဇိုကိုဆူရယောနေစေကိုစတာတက်ကိုဆုနောဂျဆိုင်ဟင်းရှိစုဒါကြတော့စခဲစုရှော့စာရွက်စာတမ်းပုံမှာပဲရှိသေးတယ်သူရဲ့ specification တွေ performance တွေကနော်ဒီစခဲဆိုတော့စာရွက်ပုံမှာပဲရှိတယ်စေကိုဟင်းရှိစုကကြတော့ဗာလဲဆိုတော့အဲ့ဒီဟင်းရှိစုကကြတော့ဒီစခဲစုရှော့မှာရေးထားတဲ့ဟာတွေအချက်လက်တွေကိုသူကအချက်လက်တွေအတိုင်းဆောက်လုပ်ထားတယ်ပေါ့နော်ဆောက်လုပ်ပြီးသွားတဲ့ဒီထက်ခုစုဒီထန်တဲ့ပစ္စည်းရဲ့လက်အမှန်တကယ်ပေါ့နော်လက်အမှန်တကယ် quality ကိုပြောတာအဲ့ဒါကိုစေကိုဟင်းရှိစုလို့ပြောတာနောက်တစ်ခါကျတော့စေဟင်းခင်းစမှာကျတော့သူက2မျိုးခွဲထားတယ်ရှာနိုင်ခင်းစရဲ့โอเคရတဲ့ခင်းစဘာလို့လဲဆိုတော့ထက်ခုစုစိတ်စကုကြောရှာကလုပ်တဲ့ရှာနိုင်ခင်းစရဲ့စေကိုရှာလုပ်တဲ့โอเคရတဲ့ခင်းစစေကိုရှာခုနပြောပြသွားရင်နော်စေကိုရှာဆောက်လို့ရလက်ခံဆောင်ရွက်တယ်လို့ဒီမှာစိတ်ဟင်းခင်းစဆိုတာကြတော့စိတ်စကုခိုးကြောနေကိုတဲတဲ့စိတ်စကုကိုခံရစတာဘူးဆိုင်နေထိုင်စတဲ့ကိုခုနကခန်းစားဆိုတော့ဒီစက်အောင်မှာပေါ့နော်ဒီစက်အောင်မှာဒီဆောက်လုပ်ပြီးသွားတဲ့ပစ္စည်းကိုနဲ့ပတ်သက်ပြီးတော့လုပ်တဲ့ခန်းစားအဲ့ဒါကိုစိတ်ဟင်းခန်းစားလို့ပြောတာအဲ့ဒီမှာအပြောင်လေးနေသူကပြောအပြောင်လေးတွေလုပ်ထားတယ်နော်အဲ့တော့ဒီမှာစိတ်ခိုးရှာလုပ်တဲ့ဒီမှာခန်းစားပေါ့နော်နှစ်ခုရှိတယ်โอเคရတဲ့ခန်းစားရဲ့ချူခန်းခန်းစားရဲ့အဲ့တော့ချူခန်းခန်းစားဆိုတာကြတော့စိတ်စကုထိုးကြောတော့ဇိုင်းရောထက်ခုစုဘူးဆိုင်နေထိုင်စတဲ့ခုနကခန်းစားအဲ့တော့ချူခန်းခန်းစားကြတော့ချူခန်းလို့ပြောထားတဲ့အတိုင်းသူကစိတ်စကုထိုးကြောဆိုတော့စိတ်စကုချူမပြီးသေးဘူးเนาะအဲ့ဒီပစ္စည်းတွေကမပြီးသေးဘူးအဲ့ဒီဆောက်လို့ဒီစက်ရုံထဲမှာလုံးနေတဲ့ကာလာမှာလောက်တဲ့ခန်းစားပေါ့နော်အဲ့ဒါကိုချူခန်းခန်းစားလို့ပြောတာအဲ့ဒါကိုပြောလို့လဲဆိုရင်စေကိုရှာလောက်တာနောက်တစ်ခါကျတော့ okay ရတဲ့ခန်းစားပေါ့နော် okay ရတဲ့ခန်းစားကျတော့ခိုးကြောစိတ်စကုတော့ခံရစတာဘူးဆိုင်အဲ့မှာစက်ရုံထဲမှာဒီဟာရှိလာဆိုဟာရှိလာပေါ့နော်ဟာရီဆိုဟာရီဘယ်မဲ့ဖြစ်ဖြစ်ကောလာမဲ့ဖြစ်ဖြစ်အဲ့ဒီပြီးသွားတယ်ပေါ့နော်ရောဆက်စုခမိတတဲ့ရောဆက်စုပြီးသွားတဲ့ခါမှာပြီးသွားလို့ okay ရတဲ့လူနေအထက်တဲ့လက်ခံတဲ့အချိန်မှာလောက်တဲ့ခန်းစားအဲ့ဒါကို okay ရတဲ့ခန်းစားလို့ပြောတာဒီမှာသူရဲ့
ukayire cancer လို့ပြောတဲ့အတွက် ukayire လုပ်တယ်ဆိုတာလက်ခံတယ်ဆိုတာပြီးလို့လက်ခံလို့ရတယ်နော်အဲ့ဒီချိန်မှာလုပ်တဲ့ cancer မို့လို့ ukayire cancer ဒီတည့်ရဲ့ cancer နာမည်ကိုကြည့်လိုက်ရင်လည်းဘယ်ချိန်မှာလုပ်လဲဘယ်သူကလုပ်လဲဆိုတာအဲ့ဒါလေးတွေမှတ်ထားရင်ရပြီပေါ့နော်ကျူကန် cancer ဆိုလဲစိတ်ကူးရှာလုပ်တာကျူကန်ဆိုတဲ့အတွက်စိတ်ဆက်ခုထိုးကြောပေါ့နော်မပြီးသေးဘူးခမိတက်တဲ့ရုပ်ဆက်စုလုံနေစေကာလပေါ့နော်မပြီးသေးတဲ့ကာလမှာလုပ်တဲ့ cancer ကိုပြောတာနောက်ကကျတော့ဒီမှာရှာနိုင် cancer ပေါ့နော်ရှာနိုင် cancer မှာကျတော့ဒီမှာလည်းရှာနိုင် cancer နှစ်ခုခိုးညွှန်း cancer ရဲ့ဂိုင်းချူဟင်း cancer ရှာနိုင် cancer ကိုဘယ်သူကလုပ်လဲဆိုတော့တက်ကိုစုစိတ်ဆက်ခုကြောရှာလုပ်တာအော်ဒီမှာတစ်ခုရှင်းပြထားတယ်နော်ရှာနိုင် cancer ကိုတက်ကိုစုစိတ်ဆက်ခုကြောရှာကတဲ့စိတ်ဆက်ခုတိုးကြောအိုယောဘိခံရောတန်းကင်တဲ့ဂျီရှုတက်ကိနီကိုခုနောက် cancer ကိုရိုင်းပေါ့နော်စနစ်တကျလုပ်တဲ့ cancer သူကလည်းအတိုင်းပဲစိတ်ဆက်ခုထိုးကြောဆိုတော့မပြီးသေးဘူးရဲ့ပြီးတဲ့အချိန်မှာရဲ့သူလည်းအတိုင်းပဲစိတ်ကိုရှာနေအတူတူပဲနော်မပြီးကွန်ပျူတာတဲ့ရောဆက်စုအစိမ်းအောင်ထဲမှာလုံးနေစေဒီပစ္စည်းကိုထောလုပ်နေစေခါလာမှာရဲ့ပြီးသွားတဲ့အချိန်မှာရဲ့လောက်ဂျီရှုတက်ခိနေဆိုတာကိုယ်တိုင်စနစ်တကျပေါ့နော်လောက်တဲ့ cancer အဲ့ဒါကိုရှာနိုင် cancer လို့ပြောတာဒါမဲ့ဒီမှာစိတ်ကိုရှာကြတော့ချူခန် cancer ရဲ့ okay တဲ့ cancer ဒါကြတော့စိတ်ဆက်ခုတိုးကြောမှာလောက်တဲ့ဥစ္စာချူခန် cancer ဟုတ်တယ်okay တဲ့ cancer ကြတော့ဒီမှာ okay တဲ့ပြီးသွားတော့ okay တဲ့လူနီအသက်တဲ့ဆိုတော့ပြီးသွားတဲ့အချိန်မှာလောက်တဲ့ cancer ပေါ့နော်ဒီမှာရှာနိုင် cancer နှစ်ခုရှိတယ်ဘာလဲဆိုတော့ခိုးညူဟင်း cancer ရဲ့ဂိုင်းချူဟင်း cancer ရဲ့အဲ့တော့ရှာနိုင် cancer လို့ပြောထားတဲ့အတွက်ဘယ်လိုကလုပ်မှာလဲဆိုလို့ရှင်ထက်ခိုဆိုစိတ်ဆက်ခုကြောရှာရပဲလုပ်မှာခိုးညူဟင်း cancer ကြတော့ခိုးညူဟင်းကိုတဲ့ okay တဲ့လူဆိုင်နေဂျီရှိစုလူ cancer ဆိုတော့ခိုးညူဟင်းဆိုတာဝယ်ထားတဲ့ပစ္စည်းတွေကို okay တဲ့လူဆိုင်ဆိုတော့လက်ခံတဲ့အချိန်မှာနော်ပစ္စည်းတွေဝယ်ထားတဲ့ဥစ္စာတွေကိုလက်ခံတဲ့အချိန်မှာလုပ်တဲ့ cancer ပေါ့နော်အဲ့ဒါကိုခိုးညူဟင်း cancer လို့ပြောတာဂိုင်းချူဟင်း cancer ဂိုင်းချူဟင်း cancer ကလည်းဂိုင်းချူဟင်းကို okay တဲ့လူတို့ကိလုပ်တဲ့ cancer ပေါ့နော်ဘယ်သူကလုပ်တာပဲလဲဆိုလို့ရှိရင်ထက်ခုစုစိတ်ဆက်ခုကြောရှာကလုပ်တဲ့ cancer ပဲဒီဂိုင်းကျွန်းကို okay တဲ့လူဂိုင်းကျွန်းဆိုတာအပြင်ကနေလာတဲ့ပစ္စည်းပေါ့နော်ရောက်လာတဲ့ပစ္စည်းကို okay တဲ့လူလက်ခံတဲ့အချိန်မှာလုပ်တဲ့ cancer ဖြစ်ပါတယ်တဲ့အဲ့တော့ဒီဟာလေးတွေမှာဒီစာလုံးနဲ့အဓိပ္ပာယ်နဲ့မှတ်ထားလို့ရှိရင်ဒါဆောင်းပွဲမှာဖြည့်နိုင်တယ်ပေါ့နော် okay တဲ့ cancer ရဲ့ချူကန် cancer ဆိုလို့ရှိရင်စိတ်ကိုရှာလောက်တာစိတ်ကိုရှာလောက်တာဆိုရင် okay တဲ့ cancer တက်ခုစုစိတ်ဆက်ခုကြောရှာလောက်တာဆိုရင်ရှာနိုင် cancer ရှာနိုင် cancer ရဲ့ okay တဲ့ cancer နှစ်ခုလုံးကစိတ်ရင် cancer ပဲเนาะစိတ်ရင် cancer ကိုထပ်ခွဲထားတာရှာနိုင် cancer မှာနှစ်ခုထပ်ခွဲထားရပေါ့เนาะခိုးညူဟင်း cancer ရဲ့ဂိုင်းကျူဟင်း cancer ရဲ့နှစ်ခုလုံးကရှာနိုင် cancer ဆိုတဲ့အတွက်တက်ခုစုစိတ်ဆက်ခုကြောရှာနေလောက်တာစိတ်ကိုရှာလောက်တဲ့ cancer နှစ်ခုရှိတယ် okay တဲ့ cancer ရဲ့ချူခံ cancer ရဲ့အဲ့ဒါလေးမှတ်ထားရဆိုလို့ရှိရင်ဖြေနိုင်တယ်ပေါ့เนาะ